လူလဲမရတာအရာရာဆုံးရှုံးနေတာကံကြမ္မာရဲ့မတရားလိုက်တာမိနစ်ပိုင်းရဲ့အနေငယ်နဲ့ပျက်စီးခဲ့ရများစွာခန္ဓာနောင်တစ်ချိန်မှာထွန်းလင်းတော့မဲ့သာသနာကျင်ညာချွေလွင်ခဲ့ရှာအနာဂတ်ရဲ့ကလေးငယ်လေးတွေကိုယူနေပေါ်ဆုနေမွေရမန္တလေးမြို့ရဲ့ကုန်းချက်တရေဆောင်မြို့ရိုးကြီးလည်းပါစကိုင်းတရားဟောင်းလည်းပါရာဇဝင်အဆက်ဆက်ထင်ရှားတဲ့ရွှေဆိုင်ရဖယားလည်းထင်းမြေခရှာကူပါကဲပါလူပါအရေးမဲ့သွားတဲ့မိသားစုနဲ့အသက်မဲ့သွားတဲ့လူသားတို့အတွက်မနှုတ်သားချင်းချင်းရဲ့နေစာနာတက်နိုင်ကလေးပေါ်လူတန်းများစုကွာမနှုတ်သားချင်းချင်းအတူဖေးမစုဗျာ